Oh. Yeah, you know. ဒီကောင်ပါလေ ဒါ spring roll ပါ ဒီမှာ spring roll ဟာလား spring roll ဟုတ်ကဲ့ဇွန်နဲ့ပါ spring roll ဆိုတော့အထက်မှာပစုံနဲ့တော့တားပါလေကော်ပြသိမ်းပါ ဟုတ်ကဲ့ဟုတ်ကဲ့သိတယ် ဩဒီကောင်ကဟိုပါဘယ်လိုပြောမလဲဒီကောင်နဲ့စားတဲ့အခါမှာဟိုအတိရွက်လို့ဟာမျိုး ဟုတ်ကဲ့ဒီကောင်ကအရင်ဆုံးစိုက်တယ်ပေါ့ စားအဲ့ညီလေးဒါပြီးကြည့်လား ဟုတ်ကဲ့ ပြီးကြည့်ရမြင်များမိလားနည်းနည်းမိလားအဲ့ဒါညီလေးအမြဲမိနေညီသမီးသားတာပဲလို့တော့မယ် အများကြီး အဲ့လောက်မိရလားအမဟုတ် အများကြီးတော့မမီးပါ ဟောဒီကောင်ပါလေသူကလက်ပြနေတာပဲတယောက်လေသူကဘာတူလဲအခုရိုက်ကြတယ်မန်နေဂျာလား ဟုတ်ကဲ့ကျွန်တော်ဆိုင်အကြီးဆုံး သူအကြီးအသက်လား အကုန်ကြီးဆုံးပါ ဟာအသက်နာမည်ဘယ်လိုခေါ်လဲ မဆူစုနေမဆူ ရှင်ကွန်းကွင်းဟောပြဝလာရှင်ကွန်းကွင်း မင်္ဂလာပါဘူး ဒီကောင်ကဘာဂျူးလဲ အဲ့ဒါက အဲ့ဒါတလဲဒီပါ တလဲသီး တလဲဒီအော်ဒီကောင်ရောကာလာအရင်ကောင်တောက်ကြည့်လိုက်မယ်နော် ဟုတ်တယ်သူကလုံးဝ fresh juice Oh yeah good ဒီကောင်နော်သူတို့ဘူဆန်နေနော်ကြားရမှာပါဘူး မပါဘူးရေလည်းမရောတာလုံးဝအတီးတီးတူ အတူကနေထွက်တဲ့ဂျူဟုတ်ကဲ့အရင်က ကောင်းနော်ဒီကောင်ဘာဆန်လဲ အဲ့ဒါကကြ brown rice ကိုကျွန်တော်ကစံကို3မျိုးဆက်ထား brown rice ပါမယ်ငချိတ်ပါမယ် white မချိတ်ဆိုတာကကောင်းချင်း ဟုတ်ကဲ့ อ๋อကောင်းတာပေါ့နော် ဟုတ်ကဲ့အဲ့ဒီ ဒီကောင် ဒီ ဟုတ်တယ်နားလားဒီကောင်ပါလေ တော့ကြောက်ပါလာနည်းနည်းစီချမ်းပါ မစွန်ရဲပေါ့ ဟုတ်ကဲ့ အဲဒီကောင်ကောမခွာရတော့အကွက်ခွာစားမှာပေါ့ ဟုတ်ကဲ့မအကူကကိုအခွင့်ခွာစားမှာအဆင်မပြေခွာတခါတည်းခွာပြီးမှဆိုခွာပြီးပုံမှန်လို့ဆိုတော့ကျွန်တော်ဟင်းဘွက်ဒီတိုင်းပဲထွက်ပြီး အော်တော့ကောင်းကိုရပါနော်ပါလေ ကျမရင်းနဲ့လည်းညီညွတ်တယ် brown rice မနေ့ပိုင်းစပိန်နင်းနေလို့ဆိုအဲ့ brown rice နဲ့ဆိုဘိုးစင် ကောင်းချင်းလိုဟာမျိုးပြီးတော့နှမ်းတောင်းတော့ပါလေနော် ဟုတ်ကဲ့လမ်းစီ လူကအိတ်ညံ့နေတဲ့ပုံနေပုံပါ မပေါ်ပါဘူး တော့ဘူရီစားတဲ့အရာ ဟုတ်ကဲ့ နော်ဘူရီကြိုက်တယ်နတ်နေတယ် ပြီးတော့ညီရလည်းစားကြည့်ပါအဲ့ဒါလုံးဝ fresh ဖြစ်တယ်ဟိုအထဲကကိုပြအလေးလိုက် ကလည်းမခိုက်စား အဲ့ဒါအရင်ကြိုက်ကြတယ်ဒီလိုလိုက် တော့ဆက်လက်ပေါ့နော် ဟုတ် ကောင်းတယ် starter ပေါ့နော် appetizer သဘောမျိုးစားကြတာပေါ့ဒီ တော်ကောင်းလား ဟုတ်တယ် fresh ဖြစ်တာ ဒီဂျုံသားလည်းကောင်းတယ်တော်ကောင်းတော်ကောင်းဒီအတက်ကြီးပြီဆိုတော့မျက်လုံးမမြင်အောင်လေတွင်းနဲ့အကောင်စမ်းပြီးဆွဲနေကောင်းတော့ကောင်းလား အဲ့ဒါပါကြိုက်ကြတယ် ဇွန်နဲ့ပါ ကိုပြန်ဟုတ်ကဲ့ သူဒီဘောတော့ကိန်းရတယ်လည်းထိတ်ကုန်တယ် ပါဆေးချာ ဒီလိုတွေ့တယ်ကြည့်ပါ ကျွတ်တော့ကျွတ်တယ် အကျဉ်းနေအဲ့မထဲတော့ မမြင်တော့ဘူး ပါသလောက်ပဲဟိုတို့ပေါက်ရကြတော့မ တော့ကောင်းတော့ကောင်းတာပဲနော် ကျေးဇူးပါခုနကပလာတာရောစားကောင်းလား ကောင်းတော့ပလာတာဘိုင်မှာအကောင်းဆုံးပဲကဂျုံကောင်းတာအဲ့ပ
လာတော့အိမ်မှာစားတာဥမာအဲ့ပလာတာကိုဒီနေ့စားပြီးနောက်နေ့ဆိုရိုးဝိုင်းမစားနိုင်တော့လေသူ့တဘာဝပုံစားလို့ရတယ်တော့စားလို့ရတယ်ဒီမစားရင်လည်းစားလို့ရဒီတော့ဂျုံနဲ့ချက်ထားတဲ့မဆလာတွေအရန်ကောင်းဒီလည်းအဲ့ဒါတခုတော့အားသာချက်ရှိတယ်ဗျာ ဟုတ်ကဲ့ ပေချာလူအများကြီးမသိဘူးချက်တဲ့ဟင်းတွေအရန်ကောင်းတာဘာဖြစ်လဲဆိုတော့မသနာကအဲ့ဒါ expert လေသူကဂုရုအစင်လောက်ရှိတယ်သူဒါပဲ steady အမြဲလုပ်ပြီးဒါပဲကောင်းအမြဲလုပ်နေတယ် ဟုတ်တယ်ပလာတာကတော့မှားမှပဲလုပ်ပြီးရအဲဒါကြောင့်မို့ fresh ပါ ဟုတ်ဒီကဂျုံကောင်းတာ နေပါလေဟုတ် ဂျုံကောင်းတာ Okay အဲ့ဒါ thank you so much bye bye ပါပြီ ဟုတ်ကျေးဇူးပါဘူးဟုတ်နောက်လည်းလာစားပါဦး Okay thank you so much ကျေးဇူးတင်ပါတယ်